အချစ်ဆိုတာဘာသာစကားအားလုံးကိုကြော်လွှားနိုင်တယ်လို့ဆိုကြပေမဲ့လေတကယ်တမ်းမှာအဲ့ဒီလိုရောဟုတ်ရဲ့လားဒီနေ့မှာတော့လေယဉ်ကျေးမှုမတူတဲ့ဆက်ဆံရေးတွေမှာဘာသာစကားကနေဘယ်လိုမျိုးမထင်မထားတဲ့အတားအဆီးတွေဖြစ်လာနိုင်လဲဆိုတာကိုအတူတူလေ့လာကြည့်ကြအောင်ပါကဲဒီအကြောင်းကိုဥပမာလေးတစ်ခုနဲ့စလိုက်ခြင်းပါတယ်ဒီလိုလေးမြင်အောင်ကြည့်လိုက်တော့အမျိုးသမီးတစ်ယောက်ကသူ့ခင်ပွန်းရဲ့ motor cycle နောက်မှာလိုက်စီးနေတယ်အဲ့မှာယုတ်တရက်သူ့ခင်ပွန်းကလှည့်ပြီးပြောလိုက်တယ်ဟေးကိုလက်ခိုင်ဖုံးလေးတွေလာကင်ကြည့်ပါလားတဲ့အဲ့မှာအမျိုးသမီးကပြီးလဲသူ့ထင်ဖုံးက love handles လို့ခေါ်တဲ့ခါးဘေးကအစီပိုးတွေကိုနောက်နေတာပဲထင်ပြီးဆွဲကြိုက်လိုက်တာပေါ့ဒါပေမဲ့လေသူ့ဆိုလိုချင်တာကအဲ့ဒါလုံးဝမဟုတ်ဘူးတကယ်တော့သူပြောချင်တာကဆိုင်ကယ်မှာတက်ထားတဲ့အပူပေးစနစ်ပါတဲ့လက်ကိုက်ဖူးတွေကိုပါဒီလိုရိုးရိုးရှင်းရှင်းနားလည်မှုလွဲသွားတာလေးကတော့ဘာသာစကားရဲ့တက်ရောက်မှုကဘလောက်နည်းနည်းလဲဆိုတာကိုပြနေတာပါပဲဒီလိုရေစရာကောင်းတဲ့အဖြစ်ဖြက်လေးတွေကရေခဲတောင်ရဲ့ထိတ်ဆုံးလေးတစ်ခုလိုပါပဲယဉ်ကျေးမှုမတူတဲ့ဆက်ဆံရေးတွေမှာဒီလိုကိစ္စမျိုးတွေကနှိမ့်စင်တဲ့အမြတ်ကြုံနေရလာပါအထူးသဖြင့်ဩစတြေးလျလိုနိုင်ငံမျိုးမှာဆိုရင်အိမ်အောင်စု၃စုမှာတစ်စုကယဉ်ကျေးမှုမတူတဲ့စုံတွဲတွေဖြစ်နေခဲ့ဆိုတော့ဒီကိစ္စကလူတော်တော်များများနဲ့တိုက်ရိုက်တက်ဆိုင်နေပါတယ်အဲ့တော့ဒီဖြစ်ဖြက်လေးကနေကျွန်တော်တို့ကိုအရေးကြီးတဲ့မေးခွန်းတစ်ခုစီခေါ်သွားပါတယ်ကဘာပေါ်မှာကိုယ်နဲ့အရင်အဆုံးဖြစ်ချင်တဲ့လူတယောက်နဲ့တောင်စကလုံးတွေကတစ္ဆာဖောက်သွားနိုင်တယ်ဆိုရင်အဲ့ဒါကဆက်ဆံရေးတစ်ခုရဲ့အုံမြစ်ကိုဘလောက်တောင်တုံကားသွားစေနိုင်မလဲပထမဆုံးစင်ခေါ်မှုကတော့ဒါပါပဲစကလုံးတွေရဲ့ခံစားမှုပိုင်းဆိုင်ရာလေးနက်မှုပေါ့ကိုယ့်ရဲ့မိခင်ဘာသာစကားတွေကစကလုံးတစ်လုံးကပေးတဲ့ခံစားချက်မျိုးကိုဒုတိယဘာသာစကားတစ်ခုကဘယ်တော့မှအပြည့်အဝပေးနိုင်မှာမဟုတ်ပါဘူးဥပမာပြောရရင် I love you ဆိုတဲ့စကားလုံးပေါ့ဂျာမန်လူမျိုးတယောက်တဲ့ဒီစကားလုံးကသူ့ရဲ့မိခင်ဘာသာစကားနဲ့ပြောတဲ့ I liebe dich ဆိုတဲ့စကားလုံးလောက်နှလုံးသားထဲမှာလေးနက်မှုရှိမှာမဟုတ်ပါဘူးမိခင်ဘာသာစကားကအများအားစိတ်ခံစားမှုနဲ့ပို့ပြီးနီးစပ်နေတာကိုဒီအကြောင်းကိုပို့ပြီးတော့ရှင်းသွားစေမယ့်ဥပမာတစ်ခုရှိပါသေးတယ်မျိုးသမီးကြောင့်ကသူ့ရဲ့အင်္ဂလိပ်စကားပြောလက်တွဲပေါ်နဲ့စကားများရင်အင်္ဂလိပ်လိုစီးနေစတဲ့ဆဲတဲ့စကားလုံးကိုသုံးမိတော့တယ်သူ့ရဲ့ပြောတော့လေအဲ့ဒီစကားလုံးကဘာခံစားချက်မှမရှိတဲ့စာလုံးလေးလုံးကိုဆက်ထားတာပဲဒါမဲ့သူ့လက်တွဲပေါ်တော့ဒီစကားလုံးတစ်လုံးကဆက်ဆံရေးတစ်ခုကိုအဆုံးသတ်သွားစေနိုင်လောက်တဲ့အထိနည်းနည်းရှမ်းရှမ်းထိခိုက်စေခဲ့ပါတယ်ဒါကြောင့်မို့လို့ဘာသာစကားမတူတဲ့စုံတွဲတွေရန်ဖြစ်ကြတဲ့အခါမှာအလွှာသုံးလွှာကိုတပြိုင်တည်းဖြည့်ရှင်းနေရတယ်လို့ပါပဲဘယ်စကားလုံးကိုရွေးသုံးမလဲအဲ့ဒီစကားလုံးကတစ်ဖက်လူကိုဘယ်လိုခံစားသွားစေနိုင်မလဲပြီးတော့ကိုပြောလိုက်တဲ့အတန်နေအတန်သားကတော့ဘယ်လိုအသေးပဲတက်ရောက်သွားမလဲဒီသုံးခုလုံးကိုချိန်ညီရတာတကယ်ကိုရှုပ်ထွေးပါတယ်ဒုတိယစင်ခေါ်မှုကတော့ဟာတာပါရေမောချင်းဆိုတာဆက်ဆံရေးတွေကိုချိတ်ဆက်ပေးတဲ့ကော်ဒမျိုးလိုပဲလေဒါပေမဲ့ဟာတာဆိုတာကဘာသာစကားနဲ့ယဉ်ကျေးမှုပေါ်ကအချီးကျယ်မူတည်နေတော့နားလည်မှုလွဲဖို့အလွယ်ဆုံးအရာတွေကတစ်ခုဖြစ်နေပြန်ရောဟာတာမှာအပိုင်းနှစ်ပိုင်းရှိတယ်ပေါ့တစ်ပိုင်းကတစ်ဖက်လူရဲ့ခနေတဲ့ပြလုံးတွေယဉ်ကျေးမှုဆိုင်ရာနောက်ပြောင်မှုတွေကိုနားလည်နိုင်ဖို့နောက်တစ်ပိုင်းကကိုယ်တိုင်ကအချိန်ကိုက်အတန်ဒီအတန်ထားမှမှန်နဲ့ဟာတာတစ်ခုကိုဖန်တီးနိုင်ဖို့ပါဒီနှစ်ခုစလုံးကဒုတိယဘာသာစကားမှာကျွမ်းကျင်နိုင်ဖို့အင်မတန်ကိုခက်ခဲပါတယ်အရင်မြစ်ထဲကအမျိုးသမီးတစ်ယောက်ကသူ့ရဲ့ခံစားချက်ကိုဒီလိုလေးဖွင့်ဟာထားပါတယ်ကိုခင်ဘွားကသူ့မိန်းမဟာတကယ်တော့ဟာတာညာဘလို့ရှင်လဲဆိုတာကိုဘယ်တော့မှသိမှာမဟုတ်တော့ဘူးဆိုပြီးစိတ်ပြတ်မိတယ်ဒီလိုခံစားချက်မျိုးကကိုယ့်ရဲ့တစ်စိတ်တစ်ပိုင်းကိုဖုံးကွယ်ထားရတယ်လို့ဖြစ်ပြီးအချင်းကြာလာတာနဲ့အမြန်တယောက်နဲ့တယောက်ကြားမှာမမြင်နိုင်တဲ့ဒတိုင်းကြီးတစ်ခုကိုဒီဆော့လိုက်တယ်လို့ပါပဲနောက်ဆုံးနဲ့အတိမွေးဆုံးစင်ခေါ်မှုကတော့ဘာသာစကားဆိုင်ရာဩစာလွှမ်းမိုးမိမဲ့မှာတာပဲဘလောက်ပဲစူးစမ်းပါစေဆက်ဆံရေးတစ်ခုမှာဘာသာစကားပိုကျွမ်းကျင်တဲ့သူကအမြဲတမ်းအသာစီးရနေတတ်ပါပဲအဲ့တော့ဘာသာစကားဆိုင်ရာဩစာလွှမ်းမိုးမှုဆိုတော့ကိုအချက်၃ချက်နဲ့တိုင်းတာလို့ရပါတယ်တယောက်ရဲ့ဘာသာစကားကျွမ်းကျင်မှုနှစ်ယောက်ပြောဆိုနေတဲ့ဘာသာစကားရဲ့ကမ္ဘာလုံးဆိုင်ရာအဆင့်တန်းပြီးတော့သူတို့နေထိုင်နေတဲ့ပတ်ဝန်းကျင်ဒီချက်တွေပေါ်မူတည်ပြီးတယောက်ကအမြဲတမ်းအားသာချက်ရှိနေတတ်ပါတယ်ပထမဆုံးကတော့ဘာသာစကားကျွမ်းကျင်မှုပါဒါကရှင်းပါတယ်မိခင်ဘာသာစကားပြောရတဲ့သူကအမြဲတမ်းစကားလုံးကျွယ်ဝမှုပြောဆိုပုံမှာပုံမြန်ဆန်တွက်လက်နေမှာပေါ့ဒါကြောင့်ရုပ်ရှင်ကြည့်ရင်စကားလုံးအတိတ်တွေရှင်းပြတာကနေအင်စာချုပ်လို့ရေးချီကိစ္စတွေအထိဘာသာစကားအားနည်းတဲ့သူကမိကိုနေရတဲ့အခြေအနေမျိုးတွေဖြစ်လာစေပါတယ်ဒုတိယအချက်ကတော့ကမ္ဘာလုံးဆိုင်ရာအဆင့်အတန်းမှာစုံတွဲတွေဟာအင်္ဂလိပ်စပိန်လိုနိုင်ငံတကာမှာပိုထုံးဝင်ကျတဲ့ဘာသာစကားကိုပဲအဓိကထားပြီးပြောဆိုဖြစ်သွားကြတယ်အဲ့ဒီခါတိတ်မတွင်းကျတဲ့ဘာသာစကားကိုပြောတဲ့သူအတွက်စိတ်ပိုင်းဆိုင်ရာအားငယ်မှုတွေဖြစ်လာစေနိုင်ပါတယ်နောက်ဆုံးအချက်ကတော့နေထိုင်တဲ့ပတ်ဝန်းကျင်မှာဥပမာဂျာမနီမှာနေတဲ့ဂျာမန်မြန်မာစုံတွဲမှာဆိုရင်ဂျာမန်လူမျိုးကအသာစီးကနေမှာပေါ့ဒါပေမဲ့အဲ့ဒီစုံတွဲမြန်မာပြည်ကိုပြန်လာတဲ့အခါမှာတော့အဲ့ဒီဩဇာလွှမ်းမိုးမှုကချက်ချင်းကိုပြောင်းပြန်ဖြစ်သွားနိုင်ပါတယ်ဒီ
ဒီအချက်ကတော့ဒုတိယဘာသာစကားနဲ့စကားပြောရတဲ့သူတိုင်းနားလည်နိုင်မယ့်ချက်တစ်ခုပါကိုယ်ခံစားချက်ကိုထိမိမိဖော်ပြဖို့စကားလုံးတွေကိုဦးနောက်ထဲမှာလိုက်ရှာနေရတာဟာတကယ်ကိုစိတ်ပင်ပါစေပါတယ်ဒါကြောင့်တယောက်ကဟာတာအနေနဲ့ပြောခဲ့သလိုပေါ့ရန်ဖွင့်နေရင်နဲ့ခဏလေးစဉ်းစားပါစီယုံဖွင့်ရက်3ရက်လောက်နေမှအကြောင်းပြမယ်လို့ပြောလိုက်ရမလို့တော့ဖြစ်နေတာပါ ကဲဒီလိုနစ်ဆိုင်တဲ့စင်ခေါ်မှုတွေကိုနားလည်ပြီးတဲ့နောက်မှာတော့စုံတွဲတွေကဒီလိုကွာဟချက်တွေကိုဘယ်လိုများကြော်ဖြတ်ကြတယ်လဲဆိုတာကိုကြည့်လိုက်အောင်ဟုတ်ပါတယ်ဒီပြဿနာတွေကဘယ်တော့မှအပြီးတိုင်းပျောက်တော့မှာမဟုတ်ပေမဲ့သူတို့ကိုစီမံခန့်ခွဲပြီးပိုခိုင်မာတဲ့စစ်စံရေးတစ်ခုကိုဒီဆောက်တို့ရပါတယ်ဒီစင်ခေါ်မှုတွေအားလုံးကိုသိပြီးဆိုတော့လေဖြည့်ရွှေဖို့နီးလန်းကတော့တကယ်ပဲရှိရလား အဖြေကအပိုင်းနှစ်ပိုင်းရှိပါတယ်ပထမဆုံးနဲ့အရေးကြီးဆုံးကတော့ဒီလိုကွာခြားမှုတွေပေါ့ဆမညီများမှုတွေတကယ်ရှိရတဲ့စကားကိုနှစ်ယောက်လုံးကအတိအမှတ်ပြုလက်ခံဖို့ပါပဲအဲ့ဒါပြီးသွားရင်တော့ဒုတိယဆန်းနေတာနှစ်ယောက်အတူတူကိုပိုင်ရင်ကျေးမှုငယ်လေးတစ်ခုကိုတက်တက်ကြွကြွတီးဆောက်ရမှာဖြစ်ပါတယ် ကိုပိုင်ရင်ကြီးဥငယ်လေးတီဆော့တဲ့ဆိုတာကနှစ်ယောက်အတူတူကိုပိုင်ကဘာလေးတစ်ခုဖန်တီးလိုက်တာနဲ့တူတူပါပဲဥပမာဘယ်ဘာသာစကားမှမရှိတဲ့ကိုပိုင်စကလုံးလေးတွေတီထွင်တာမျိုးစကားပြောရင်ဘာသာစကားနှစ်ခုကိုလွတ်လွတ်လပ်လပ်ပြောင်းသုံးတာမျိုးတခြားဘယ်သူမှနားမလဲတဲ့ကိုပိုင်ပြက်လုံးလေးတွေဖန်တီးတာမျိုးတွေပေါ့အရေးကြီးဆုံးတော့တန်းတူညီများမှုရှိပြီးတယောက်ရဲ့ဘာမှာနောက်တစ်ယောက်ကရှင်တန်ကြီးထွားနိုင်ဖို့အခွင့်အရေးပေးခြင်းပါပဲနောက်ဆုံးအနေနဲ့ဒီတင်ခန်းစာတွေဟာအခြေရေးအတွက်ပဲမဟုတ်ဘူးဆိုတာကိုတတိပြုစေခြင်းပါရဲ့ရင်းချင်းမှုမတူတဲ့တန်ငယ်ချင်းတွေလောဖို့ကိုက်ဖတ်တွေနဲ့အဆက်ဆံတဲ့နေရာမှာလည်းအတူတူပါပဲဒီကွာခြားချက်တွေကိုအထားစီးတစ်ခုလို့မမြင်ပဲတယောက်နဲ့တယောက်ပိုနားလည်ပြီးအတူတူကြီးထွားဖို့အခွင့်အလမ်းကောင်းတစ်ခုအဖြစ်လက်ခံလိုက်ပါမှန်ပါတယ်ဘာသာစကားမတူတဲ့အခါအခြေရေးကပိုပြီးတော့ခက်ခဲနေပါတယ်ဒါပေမဲ့ဒီစိန်ခေါ်မှုတွေကိုအခွင့်အလမ်းအဖြစ်မြင်ပြီးအတူတူစ조사ကြော်ဖြတ်နိုင်မယ်ဆိုရင်တော့အဲ့ဒီဆက်ဆံရေးဟာတေချာပေါက်တမိုးရှိပြီးပိုပြီးတော့ထူးခြားလာပနေမှာအမှန်ပါပဲ